ဘုန်းကြီးတို့ဗုဒ္ဓဘာသာရဲ့လို့ဖြစ်လာရင်နိဗ္ဗာန်ရရှိဖို့ရာကအဓိကဥတည်ချက်တို့ဖြစ်ပါတယ်နော်မှန်ပါဗျာနိဗ္ဗာန်ကိုလိုချင်တဲ့ပုဂ္ဂိုလ်ရနံပါတ်1သီလဖြူစင်ဖို့လိုတယ်နော်မှန်ပါဗျာဘာဖြစ်လို့လဲမဂ္ဂင်7ပါးကျင့်စဉ်တရားကိုကျင့်ရမယ်နော်မှန်ပါဗျာမဂ္ဂင်7ပါးကျင့်စဉ်တရားတွေမှာဘုရားရှင်ကသီလသမာဓိပညာသိက္ခာ3ရဲ့အကျင့်မြတ်ကိုပြည့်ပြည့်စုံစုံကြီးသွင်းပြီးဟောကြားထားတော်မူပါတယ်နော်မှန်ပါဗျာလူပုဂ္ဂိုလ်များအတွက်တော့အောက်ထေဆုံး၅ပါးသီလပေါ့နော်မှန်ပါဗျာ၅ပါးသီလမမြဲဘူးဆိုတရဏဂုံမှာပြည့်စည်သွားတယ်တရဏဂုံလည်းပြည့်စည်တယ်၅ပါးသီလလည်းမရှိဘူးဆိုရင်မတည်ဘူးဆိုရင်ထိုပုဂ္ဂိုလ်ရဲ့တရားအထုတ်တော်လဲမဂ္ဂနိဗ္ဗာန်ရဖို့ရမလွယ်ကူပါဘူးနော်မှန်ပါဒါကြောင့်၅ပါးသီလကိုခါအောင်မစိုးခဲ့တော့အမြဲတမ်းမြဲနေအောင်တစ်သက်လုံးကြိုးစားဖို့လိုပါတယ်နော်မှန်ပါတရားအထုတ်တုံးလည်းပဲ၅ပါးသီလမြဲတယ်ကျန်တဲ့အချိန်မမြဲဘူးဆိုလို့ရှိရင်ဒီသီလကသိပြီးဖြူစင်မှုမရှိပါဘူးဖြူစင်မှုမရှိတဲ့သီလကနိဗ္ဗာန်ရဖို့ရအတွက်အာကြည့်သောဥပနိဒေယဖြစ်เสียတတ်တဲ့ဖြင့်ကျေးဇူးပြုပေးနိုင်တဲ့ဆိုတာမရှိပါဘူးဒါကြောင့်အောက်ထိပ်ဆုံးအပြင်၅ပါးသီလကိုခိုင်ခိုင်မြဲမြဲနေ့စဉ်စောင့်တည်ဖို့တော့လိုအပ်ပါတယ်စောင့်တည်ရမယ်ကျင့်သုံးရမယ်နော်မှန်ပါကဲနိဗ္ဗာန်လိုချင်ဘာလို့ရမလဲဆိုတော့သတုဏဘိက္ခုအရိယသစ္စာနာအနတ္တဘောဓအပတိဝေဒဧဝမိတံဒီကမတ္တနာတန္တဝိတံတန္တရိတံမမေစီဝတုမကိစ္စစသည်ဖြင့်ဟောသစ္စာတန်ရောကောတိခါမသုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့အတွက်သစ္စာ၄ရာတရားမြတ်ကိုဟုတ်တိုင်းမှန်စွာအနုဘောဓဉာဏ်ပฏิဝေဒဉာဏ်ဖြင့်ကိုယ်တိုင်မျက်မှောက်ထွန်းပေါက်မသိမမြင်တဲ့အတွက်တော့သင်္ချင်သားတို့တွေကောငါဘုရားရှင်ကောထိုဘဝမှာဤဘဝမှာထိုဘဝတို့တပြောင်းပြန်ကျင်ကျင်စားပြီးတော့ခဲ့ကြရလေပြီတခုသောဘဝမှာလည်းကြည်ဖန်များစွာတက္ကကျင်ကျင်စားပြီးတော့ခဲ့ရလေပြီစသည်ဖြင့်ဟောထားပါတယ်နော်သစ္စာလေးပါးမသိလို့ရှိရင်တော့သံဃာခရီးကရှင်းနေပါဖြစ်ပါတယ်နော်သစ္စာလေးပါးကိုဟုတ်တိုင်းမှစွာသိအောင်ဘုရားဘာသာမှန်ရင်ကြိုးစားရမယ်နိဗ္ဗာန်ကိုလိုချင်နေဆိုရင်ပေါ့နိဗ္ဗာန်ကိုတော့လိုချင်တဲ့သစ္စာလေးပါးကိုဟုတ်တိုင်းမှစွာမသိဘူးဆိုရင်တော့ဒီနိဗ္ဗာန်ကိုဘယ်လိုမှမရနိုင်ဘူးသစ္စာလေးပါးကဘာတွေလဲဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာဒုက္ခသစ္စာဆိုတာကဘာလဲမြတ်စွာဘုရားကတရားဘွေသောဥလို့ခေါ်ဆိုနိုင်တဲ့ဓမ္မစက်ကဘောဓနာတုတ်တံဓမ္မစက္ကဒေသနာတော်မှာဘယ်လိုဟောတာလဲဇာတိပိဒုက္ခသရာပိဒုက္ခဗျာတိပိဒုက္ခမရဏပိဒုက္ခသတိဟောတာပြီးတော့နောက်ဆုံးသံခိတ်ခြင်းကယေစုပါဒနဲ့ခန္ဓာကဒုက္ခလူရည်တူရှင်ပြောကြဆိုရင်ဥပါဒနဲ့ခန္ဓာ၅ပါးသည်ဒုက္ခသစ္စာတရားဖြစ်တယ်ဆိုပြီးဟောထားတယ်ဥပါဒနဲ့ခန္ဓာ၅ပါးကဘာတွေလဲရူပပါဒနဲ့ခန္ဓာဝေဒနုပါဒနဲ့ခန္ဓာသင်္ညုပါဒနဲ့ခန္ဓာသင်္ခါရုပါဒနဲ့ခန္ဓာဝိညာဏုပါဒနဲ့ခန္ဓာဆိုပြီးဥပါဒနဲ့ခန္ဓာဘယ်နှပါလဲ၅ပါးရူပပါဒနဲ့ခန္ဓာဆိုတာကဘာကိုခေါ်တယ်ဆိုတာကိုသစ္စာတန်ရုပ်ခန္ဓာဝေကတန်ရုပ်ပါဠိတော်မှာခန္ဓာဝေကတန်ရုပ်ပါဠိတော်မှာမြတ်စွာဘုရားရှင်ကိုယ်တော်ကရှင်းထားပါတယ်နော်ယံကိစီရူပံတိတနာဂတပိစုဘာနာဣဇထံဝဗိဒံဝဩဒါရိကံဝဒုက္ခမဝဣညာဝပရိဒံဝယန္တုရေတံတိကေဝသံသောဥပါဒာနိယယံဝစတိရူပဘာဒနဲ့ခန္ဓာဆိုပြီးဒီလိုရှင်းထားတယ်နော်အတိယုတ်တရားပိစုဘာယုတ်တရားအနာဂတ်ယုတ်တရားဣဇထယုတ်တရားဗိဒယုတ်တရားဩဒါရိကခေါ်တဲ့ယုံကြည်တဲ့ယုတ်တရားဒုက္ခမခေါ်တဲ့သိမ္မိနုညာတဲ့ယုတ်တရားဤနာခေါ်တဲ့ယုံညာတဲ့ယုတ်တရားပဏိတခေါ်တဲ့မောင်မြတ်တဲ့ယုတ်တရားဒုရခေါ်တဲ့ရှုနေတဲ့ယောဂဝါဒပုဂ္ဂိုလ်ရဲ့အတိညာနဲ့ဝေကွာနေတဲ့အရှုဟာခက်တဲ့ယုတ်တရားမဏိကခေါ်တဲ့ရှုနေတဲ့ယောဂဝါဒပုဂ္ဂိုလ်ရဲ့အရှုအတိညာနဲ့နိကနေတဲ့ရှုလွယ်ကူတဲ့ယုတ်တရားပေါင်းလိုက်တာ17မျိုးဒီ17မျိုးသောခြားဖြစ်တည်တဲ့ယုတ်တရားအစုပုံသည်သာတော်အသောတရားတို့၄ပါးတို့ရဲ့တရားဖြစ်တဲ့32ပုံနဲ့မြေအတွင်းမှာတည်ရှိမယ်တဏှာဒိဋ္ဌိကိုအခြေခံ၍ထူထောင်ထားတဲ့ကာယငါရဲ့အကျိုးတရားလို့ဆွဲယူဆွဲလန်းဆုပ်ကိုင်ခြင်းဖြစ်ခဲ့မယ်ဆိုရင်အဲဒီ17မျိုးသောခြားဖြစ်တည်ရှိနေတဲ့ဥပါဒနဲ့ခန္ဓာ၅ပါးယုတ်တရားအစုပုံကိုရူပဘာဒနဲ့ခန္ဓာခေါ်ရဆိုရှင်းထားတယ်အလားတူပဲ17မျိုးသောခြားဖြစ်တည်ရှိနေတဲ့ဝေဒနာတရားအစုပုံကိုဝေဒနုဘာဒနဲ့ခန္ဓာ17မျိုးသောခြားဖြစ်တည်ရှိနေတဲ့ပညာတရားအစုပုံကိုသင်္ညုဘာဒနဲ့ခန္ဓာခေါ်ဆိုကြောင်းလည်းအပြီးပြီးရှင်းထားပါတယ်နော်အလားတူပဲ17မျိုးသောခြားဖြစ်တည်ရှိနေတဲ့
စေနာစေတိဥဆောင်နေတဲ့စေတိတရားစုတွေကိုလည်းသင်္ခါရုပါဒနဲ့ခန္ဓာဆိုပြီးခေါ်ဆိုကြောင်းရှင်းထားတယ်။31မျိုးသောအချက်ပြီးတည်ရှိနေတဲ့အသိစိတ်ဝိညာဉ်တရားအစုပုံတွေကိုလည်းဝိညာဉ်ဥပါဒခန္ဓာဆိုပြီးရှင်းထားတယ်။ဒီတော့ဒုက္ခသစ္စာတရားထဲမှာအတိတ်ခန္ဓာ၅ပါးလည်းပါတယ်။ပိဿုပန်ခန္ဓာ၅ပါးလည်းပါတယ်။အနာဂတ်ခန္ဓာ၅ပါးလည်းပါတယ်။ဣဇဒခန္ဓာ၅ပါးလည်းပါတယ်။ဗိဒခန္ဓာ၅ပါးလည်းပါတယ်။ဒီနာခေါ်တဲ့ယုံညာနဲ့ခန္ဓာ၅ပါးပဋိညာခေါ်တဲ့မုံမြတ်တဲ့ခန္ဓာ၅ပါးဒုရခေါ်တဲ့အရှုနေတဲ့ယောဂဝဆရာပုဂ္ဂိုလ်ရဲ့အသိဉာဏ်နဲ့ဝေးကွာနေတဲ့အရှုအပ်ခဲ့တဲ့ခန္ဓာ၅ပါး။နာနိကခေါ်တဲ့အရှုနေတဲ့ယောဂဝဆရာပုဂ္ဂိုလ်ရဲ့အသိဉာဏ်နဲ့နိကနေတဲ့အရှုအပ်လွယ်ကူတဲ့ခန္ဓာ၅ပါး။အဲဒီ31မျိုးသောအချက်ပြီးတည်ရှိနေတဲ့ခန္ဓာ၅ပါးအစုအပုံကိုဥပါဒณะခန္ဓာ၅ပါးလို့ခေါ်ပါတယ်နော်။ဒီဥပါဒณะခန္ဓာ၅ပါးထဲမှာရူပပါဒณะခန္ဓာကယုတ်တရားဝေဒနုပါဒณะခန္ဓာသင်္ညုပါဒณะခန္ဓာသင်္ခါရုပါဒณะခန္ဓာဝိညာဏုပါဒณะခန္ဓာတွေကနန္တရားဖြစ်ကြပါတယ်။ဒီနည်းအားဖြင့်ပြောရင်ယုတ်တရားနန္တရားပေါ့နော်။နိဗ္ဗာန်ကိုလိုချင်နေတဲ့ပုဂ္ဂိုလ်ဒီရှိဥစွာဒီဒုက္ခသစ္စာခေါ်တဲ့ခန္ဓာ၅ပါးယုတ်တရားနန္တရားတွေကိုဟုတ်တိုင်းမှဆိုပြီးဟောကြိုးစားအထောက်အောင်နော်။ဒါကအဓိကလွန်ရင်အချက်အရေးကြီးတဲ့အချက်ပဲ။သမုဒိယသစ္စာဆိုတာကဘာလဲဒီအချက်နဲ့ပတ်သက်ပြီးတော့အင်္ဂုတ္တတိကနိဗ္ဗာန်ဒိဋ္ဌာယရဏသုတ်ဓမ္မမြတ်စွာဘုရားကကတမေဇဘေခောဒုက္ခသမုဒိယအရိယသစ္စာဝိဇ္ဇာပြည့်စရာသင်္ခါရပြည့်စရာဝိညာဏပြည့်စရာနာမရူပပြည့်စရာသတ္တယရဏပြည့်စရာဖတ်တော်ဖတ်တာပြည့်စရာဝေဒနာပြည့်စရာတဏှာပြည့်စရာဥပါဒနာပြည့်စရာဘောပြည့်စရာဇာတိပြည့်စရာသရမရဏသောကပရိဒေဝဒုက္ခဒေါမနတုဘာယတာသမောတိအယဝစတိဘေခောယေအယဝစတိဘေခောဒုက္ခသမုဒိယအရိယသစ္စာဆိုပြီးဒီလိုဟောထားပါတယ်နော်အဲ့ဒါကအဝိဇ္ဇာသင်္ခါရဝိညာဉ်နဲ့သတ္တနဲ့ဖတ်တာဝေဒနာစတဲ့ကြောင့်ကျိုးဆက်တဲ့မှုပရိစ္ဆသမုပ္ပါသဘောတရားတို့ရဲ့ဖြစ်စဉ်ကိုသမုဒိယသစ္စာဆိုပြီးမြတ်စွာဘုရားကဟောထားတယ်အလားတူပဲကတမိစ္ဆဘေခောဒုက္ခនិရောဓအရိယသစ္စာအဝိဇ္ဇာယဒေဝအတ္တေတဝိရာဂនិရောဓသင်္ခါရនិရောဓဝိညာဏនិရောဓဝိညာဏនិရောဓနာမရူပនិရောဓနာမရူပនិရောဓသလယရဏនិရောဓသလယရဏនិရောဓဖတ်တာនិရောဓဖတ်တာនិရောဓဝေဒနာនិရောဓဝေဒနာនិရောဓတဏှာនិရောဓនិရောဓဥပါဒနာဥရောនិရောဓဥပါဒနာនិရောဓဘောនិရောဓဇာတိនិရောဓဇာတိនិရောဓသရမရဏသောကပရိဒေဝဒုက္ခဒေါမနတုဘာယတာနိရောဇာတိဣဒံဝစတိဘေခောဒုက္ခនិရောဓအရိယသစ္စာဆိုပြီးဒီလိုဟောထားပါတယ်နော်။ကြောင့်ကျိုးဆက်နေမှုပရိစ္ဆသမုပ္ပါသဘောတရားရဲ့ဖြစ်စဉ်ကသမုဒိယသစ္စာကြောင့်ကျိုးဆက်နေမှုပရိစ္ဆသမုပ္ပါသဘောတရားရဲ့ချုပ်စဉ်ကိုនិရောဓသစ္စာဆိုပြီးမြတ်စွာဘုရားဟောထားပါတယ်နော်။မေဃသစ္စာဆိုတာကတော့အာလုံးသိထားပြီးဖြစ်ကြပါလိမ့်မယ်။မေဃင်တရားကိုဘယ်နှပါလဲ10ပါး။အဲဒီမေဃင်တရားကို10ပါးကမေဃသစ္စာဖြစ်ကြောင်းမြတ်စွာဘုရားဟောထားပါတယ်နော်။အဲ့ဒီသစ္စာ၄ပါးကိုဟုတ်တိုင်းမှဆိုမသိခဲ့ရင်တန္တရာဝဆင်းဒုက္ခရဲ့ကောင်းရာဖြစ်တဲ့နိဗ္ဗာန်ကိုရမလားမရနိုင်ဘူးဆိုပြီးဒီလိုကုဒကာရသုတ်တံမှာလည်းမြတ်စွာဘုရားဟောကြားထားတော်မူပါတယ်နော်ဒါကြောင့်တရားအထုတ်နေတဲ့ပုဂ္ဂိုလ်ကဒီသစ္စာတရားတရားများကိုဟုတ်တိုင်းမှစွာသမ္မာတိဉာဏ်ပညာဖြင့်ကိုယ်ရမျက်မှောက်ထွန်းပေါက်သိမြင်အောင်ရှင်းဥစွာကြည်ကြံကြုတ်ကိုပေါများအထုတ်ရမှာဖြစ်တယ်အဲဒီလိုပေါများအထုတ်တဲ့အပိုင်းမှာဒုက္ခသစ္စာတရားနဲ့သမုဒယသစ္စာတရားနှစ်ပါးကိုဝတ္တသစ္စာလို့ခေါ်ပါတယ်။ခုလက်ရှိတရားနာနေတဲ့ပုဂ္ဂိုလ်တွေခန္ဓာအင်ကိုဓာတ်ခွဲကြည့်လိုက်ရင်ရူပပါရဏခန္ဓာဝေဒနုပါရဏခန္ဓာသင်္ညုပါရဏခန္ဓာသင်္ခါရုပါရဏခန္ဓာဝိညာဏုပါရဏခန္ဓာဆိုတဲ့ဥပါဒณะခန္ဓာ၅ပါးသင်ရှားရှိနေကြပါတယ်။အဲဒီဥပါဒณะခန္ဓာ၅ပါးကိုအမိပြုပြီးတော့ဘာတွေလုပ်ကြတယ်။ကုသိုလ်တရားတွေကိုကုသိုလ်သင်္ခါရတရားတွေကိုပြုစုပြုထောင်တယ်အကုသိုလ်တရားတွေကိုလည်းပြုစုပြုထောင်ကြတယ်အဲဒီကုသိုလ်သင်္ခါရတရားအကုသိုလ်သင်္ခါရတရားတွေကဘာသစ္စာလဲဆိုတော့သမုဒိယသစ္စာတရားဒုက္ခသစ္စာကိုအမိပြုပြီးသမုဒိယသစ္စာတွေထူထောင်တယ်ဒီသမုဒိယသစ္စာကြောင့်နောက်ထပ်ဒုက္ခသစ္စာတွေထပ်ပြီးဖြစ်မယ်တခါဒီဒုက္ခသစ္စာကိုအမိပြုပြီးသမုဒိယသစ္စာတွေထပ်ထူထောင်ခဲ့ရင်နောက်ထပ်တစ်ခါဒုက္ခသစ္စာတွေထပ်ပြီးဖြစ်ကြအောင်မယ်အဲဒါကြောင့်ဒီဒုက္ခသစ္စာနဲ့သမုဒိယသစ္စာနှစ်ပါးက
သန္တရာထဲမှာလက်ပတ်နေတဲ့ဝိတ္တသစ္စာတရားလို့ခေါ်ပါတယ်နော်မှန်ပါဗျာအဲ့ဒီဝိတ္တသစ္စာနိရောဓသစ္စာနဲ့မဂ္ဂသစ္စာဒီတရားနှစ်ပါးကသန္တရာမှာထွတ်မြောက်ကြောင်းဖြစ်တဲ့ဝိဝိတ္တသစ္စာဖြစ်ပါတယ်အဲ့ဒီဝိတ္တသစ္စာဝိဝိတ္တသစ္စာနှမျိုးရှိတဲ့အ내ကတေတုဘိက္ခုနဝတ္တေကမ္မထာနာပိနိဝေသောဟောတိဆိုပြီးတော့သမောဟဝိညာဉ်တဏိအထေကရာကသစ္စာဝိပင်းမှာဖွင့်ဆိုထားပါတယ်နော်ဝိတ္တသစ္စာတရားနှစ်ပါးမှာဝိပဿနာဘာဝနာကမ္မထာစီးပြရမယ်ဆိုပြီးဒီလိုညွှန်ကြားထားပါတယ်ဝိဝိတ္တသစ္စာဖြစ်တဲ့နိရောဓသစ္စာနဲ့မဂ္ဂသစ္စာတရားနှစ်ပါးကဝိပဿနာဉာဏ်ရဲ့အရှုကအာယောမဟုတ်ကြဘူးနော်ဘာဖြစ်လို့လဲမရမှမရရှိနိုင်သေးတာဒီဝိဝိတ္တသစ္စာဖြစ်တဲ့နိရောဓသစ္စာမဂ္ဂသစ္စာကိုထွန်းပေါက်သိမြင်ရဲ့အတွက်သာရဲ့ဝိပဿနာဘာဝနာကမ္မထာကိုစီးပြရတာဖြစ်တယ်အဲ့ဒါကဝိပဿနာဆိုတာကဘာကိုဝိပဿနာခေါ်တယ်ဒီဘိုင်းနဲ့ပတ်သက်ပြီးအထတန်လိနေတက္ကရာစာမျက်နှာ185မှာအနိစ္စတိဝတေနဝိဝိတေဟိအာကာရေဟိဓမ္မေပတ္တိတိဝိပဿနာဆိုပြီးဒီလိုရှင်းထားပါတယ်အနိစ္စတိဝတေနအနိစ္စဒုက္ခအနတ္တစသည်တို့၏အစွမ်းဖြင့်ဝိဝိတေဟိအာကာရေဟိအမျိုးမျိုးသောအခြင်းတို့ဖြင့်ဓမ္မေဒုက္ခသစ္စာသမုဒယသစ္စာခေါ်သည့်ယုံနာဓမ္မသင်္ခါရတရားတို့ကိုပတ္တိသိအောင်မြင်အောင်ရှုတတ်၏ဣတိတသမထို့ကြောင့်ဝိပဿနာမြည်ဒီလိုရှင်းကြတယ်ဒီဒုက္ခသစ္စာတရားလည်းမသိသေးဘူးသမုဒယသစ္စာတရားလည်းမသိသေးဘူးအဲ့ဒါမသိတာတွေတပုံကြီးထမ်းပြီးတော့ကမ္မထမ်းကြောင်းနဲ့ဝင်ထိုင်လိုက်ထိုင်နေချင်းချင်းဝိပဿနာဆိုတာဖြစ်မလားဖြစ်ပါဘူးနော်အဲ့ဒုက္ခသစ္စာခေါ်တဲ့ခန္ဓာ၅ပါးရုပ်ပြနာမ်တရားကိုရှင်းဥစွာသိအောင်ကြိုးစားရမယ်နံပါတ်2ဒီဒုက္ခသစ္စာကိုဖြစ်စေတတ်တဲ့အကြောင်းရင်းသမုဒယသစ္စာတရားတွေကိုဟုတ်တယ်မှဆိုသိအောင်ကြိုးစားရမယ်အဲဒီလိုကြိုးစားအထောက်ပြီးတဲ့အခါကျတော့မှဒီဒုက္ခသစ္စာတရားသမုဒယသစ္စာတရားနှစ်ပါးတို့ရဲ့ဖြစ်ပြီးပြည့်နေတဲ့သဘောကိုကြည့်ပြီးအနိစ္စဖြစ်ချင်းပြည့်ချင်းပြည့်အနိစ္စခါတဲ့သဘောကိုဉာဏ်နဲ့မြင်အောင်ကြည့်ပြီးဒုက္ခမပြည့်စည်ပဲအခြေခံအခိုင်အမာနှစ်သာရအပြင်ဒီနေတဲ့အတ္တမဟုတ်တဲ့သဘောကိုဉာဏ်နဲ့မြင်အောင်ကြည့်ပြီးအနတ္တဒီလိုအနိစ္စဒုက္ခအနတ္တလက္ခဏာတွေသုံးတာတင်ပြီးတော့ဒီဒုက္ခသစ္စာတရားသမုဒယသစ္စာတရားနှစ်ပါးကိုရှုတတ်တဲ့ဉာဏ်ကိုသာလေဝိပဿနာလို့ခေါ်ပါတယ်နော်မှန်ပါဗျာဒါကြောင့်ဒီလိုဝိပဿနာဉာဏ်ရရှိရဲ့အတွက်ဘာလုပ်ရမလဲဆိုတော့မဂ္ဂင်7ပါးကျင့်စဉ်တရားကိုကျင့်ရမဂ္ဂင်7ပါးကျင့်စဉ်တရားတွေမှာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတာကသီလမဂ္ဂင်3ပါးသမ္မာဝါယမသမ္မာသတိသမ္မာသမာဓိဆိုတာကသမာဓိမဂ္ဂင်3ပါးရှိဥစွာသီလကိုဖြူစင်အောင်အောက်ထိဆုံး၅ပါးသီလမြတ်အောင်ကြိုးစားရမယ်နံပါတ်2အပြင်သမာဓိတစ်ခုခုကိုထူထောင်ရမယ်မဟာသီပရဏသုတ်တော်မှာတော့မြတ်စွာဘုရားကပရမဇန်ဒုတိယဇန်တတိယဇန်သရုတ်တဇန်ခေါ်တဲ့ယူပါဝဇ္ဇဇန်၄ပါးကိုသမ္မာသမာဓိခေါ်ဆိုကြောင်းရှင်းထားပါတယ်ဒီလိုရှင်းလင်းချက်ကတော့မြစ်စီဒီပကနီလို့ခေါ်ပါတယ်နော်မွေတကောင်ကိုခါးလက်ကနေကံပြီးမြောက်ပြသလိုမြောက်ပြလိုက်တဲ့ဤစနစ်ဖြစ်ပါတယ်သမာဓိက၃မျိုးရှိနေတယ်အထွတ်ထွတ်တော့ရောက်နေတဲ့ဥပ္ပစရသမာဓိခေါ်တဲ့ကမ္မဝဇ္ဇသမာဓိကတစ်မျိုးဗြဟ္မဇန်ဒုတိယဇန်တတိယဇန်သရုတ်တဇန်ခေါ်တဲ့ယူပါဝဇ္ဇသမာဓိကတစ်မျိုးအရူပဇန်၄ပါးလို့ခေါ်ဆိုအပ်တဲ့အရူပဝဇ္ဇသမာဓိကတစ်မျိုးကမ္မဝဇ္ဇသမာဓိယူပါဝဇ္ဇသမာဓိအရူပဝဇ္ဇသမာဓိဆိုပြီးသမာဓိ၃မျိုးရှိတဲ့အနက်ကအလေကောင်ဖြစ်တဲ့ရူပဝဇ္ဇသမာဓိကိုကံပြီးမြောက်ပြလိုက်ရင်အစဖြစ်တဲ့ကမ္မဝဇ္ဇသမာဓိအဆုံးဖြစ်တဲ့အရူပဝဇ္ဇသမာဓိကိုပါသိကျုံရည်တွဲရတဲ့ဤကိုမေတ္တိဒီပကနီလို့ခေါ်ပါတယ်အဲဒီလိုမေတ္တိဒီပကနီအားဖြင့်မြတ်စွာဘုရားကဟောကြားတော်မူခြင်းဖြစ်တယ်ဒါကြောင့်ဝိတ္တိမေကအထာကရာကစိတ်ကြဝိတ္တိနာမသာဥပဇာရာအထသမပတ္တိယောဆိုပြီးဒီလိုရှင်းထားတယ်သမာသမာဓိလို့ဆိုတာနဲ့စိတ်ကြဝိတ္တိဆိုတာအတူတူပဲဖြစ်ပါတယ်နော်စိတ်ကြဝိတ္တိဆိုတာဥပ္ပဇာရသမာဓိနဲ့တဘောဇန်သမပ၈ပါးကိုခေါ်ဆိုပါတယ်ဆိုပြီးရှင်းထားတယ်အဲဒါကြောင့်ဘုန်းကြီးတို့ဒီသစ္စာလေးပါးကိုသိအတွက်ဘာလုပ်ရမလဲပြီးတော့သမာဓိဘိက္ခဝေဘာဝေဒသမာဟိတောဘိက္ခဝေဘိက္ခုယထာဘုဒ္ဓပသနာတိစိတ္တရတို့သမာဓိကိုထောင်ကြသမာဓိကိုထူထောင်ကြပါသမာဓိကိုပွားများအထောက်ကြပါသမာဓိရှိတဲ့ပုဂ္ဂိုလ်တွေဟုတ်တယ်မှန်စွာကိုယ်ကိုယ်ပြပြသိပါတယ်ဘာတွေကိုဟုတ်တယ်မှန်စွာကိုယ်ကိုယ်ပြပြသိမလဲဣဒံဒုက္ခန္တိယထာဘုဒ္ဓပသနာတိအယံဒုက္ခသမုဒယောတိယထာဘုဒ္ဓပသနာတိအယံဒုက္ခនិရောဓတိယထာဘုဒ္ဓပသနာတိအယံဒုက္ခនិရောဓဂာမိနိပရိပဒာတိယထာဘုဒ္ဓပသနာတိဤကဒုက္ခသစ္စာလည်းဟုတ်တယ်မှန်စွာသိမယ်ဤကဒုက္ခဖြစ်ကြောင်းသမုဒယအရိယသစ္စာတရားလည်းဟုတ်တယ်မှန်စွာသိမယ်
ဧကဒုက္ခချုပ်ရာနိရောဓအရိယသစ္စာတရားလို့ဟောတဲ့မှာဆိုပြီးမယ်ဧကဒုက္ခချုပ်ရာနိရောဓအရိယသစ္စာတို့ရောက်ကြောင်းကျင့်စဉ်ဖြစ်သည့်မဂ္ဂအရိယသစ္စာတရားလို့ဟောတဲ့မှာဆိုပြီးမယ်ဒီလိုသစ္စာလေးပါးကိုဟောတဲ့မှာဆိုဒီအတွက်ရှိဥစွာဘာလို့ရမလဲသမာဓိကိုထူထောင်မှာဆိုပြီးဒီလိုတိုက်တွန်းထားတယ်သမာဓိထူထောင်တဲ့အပိုင်းမှာမြတ်စွာဘုရားကကမ္မထန်40ဟောထားပါတယ်မိမိတို့နှစ်ချိုက်တဲ့ကမ္မထန်ဖြင့်သမာဓိစတင်ပြီးထူထောင်နိုင်ပါတယ်နော်မှန်ပါဗျာဒီနေ့တော့ဒီမှာကအာနာပါနကမ္မထံဖြင့်သမာဓိထူထောင်ဖို့လို့ကိုအကျဉ်းချုပ်ပြီးပြောဖို့ရည်ရွယ်ထားပါလားနော်မှန်ပါဗျာအာနာပါနကိုအထုတ်ခြင်းတဲ့ပုဂ္ဂိုလ်ကနာသီးပြားဒီနှခေါင်းအထက်ကပူလေးပေါ့နော်အဲဒီနာသီးပြားနှစ်ပေါက်ရှိတာမှာတစ်ပေါက်ကိုကြိုက်တဲ့တစ်ပေါက်ပေါ့ထင်ရှားတဲ့တစ်ပေါက်အဲဒီတစ်ပေါက်မှာစိတ်ကိုစိုက်ထားပြီးတော့အသက်ရှူသွင်းလိုက်ဝင်ရင်ဝင်တဲ့လေကိုရှုအသက်ရှူထုတ်လိုက်လို့ထွက်သွားရင်ထွက်တဲ့လေကိုရှုရမယ်ရှုရမှာကဘာကိုရှုရမလဲနှာသီးပြားရှုရမှာမဟုတ်ဘူးနှာသီးပြားမှာထိခိုက်ပြီးတော့ဝင်သွားတဲ့လေထွက်သွားတဲ့လေပေါ်မှာစိတ်ကိုညီအောင်ကပ်ရမယ်အဲဒီလိုအာနာပါနရှုခြင်းတဲ့ပုဂ္ဂိုလ်ကရှုဥစွာထိုင်တဲ့အခါမှာခန္ဓာကိုယ်အပေါ်ပိုင်းဖြစ်တဲ့ခန္ဓာကိုယ်ကိုခပ်ပြောင်ပြောင်ထားရတယ်ရှေ့ဘက်ကိုလည်းမယိုင်နဲ့နောက်ဘက်လည်းမယိုင်နဲ့လက်ဝဲဘက်လည်းမယိုင်နဲ့လက်ရဘက်လည်းမယိုင်နဲ့ခန္ဓာကိုယ်ကိုဖြောင့်နေအောင်ထားရတယ်ဖြောင့်နေအောင်ထားပြီးတော့ညသောအဖြစ်တော့လေဘောနှစ်ခုကထိထားကြတယ်ဘောနှစ်ခုထိထားရင်ဓကမထနဲ့အာနာပါနကမ္မထရောထွေးသွားတတ်တယ်အဲဒါကြောင့်ဘောနှစ်ခုလည်းထိမထားပါနဲ့အသာလေးစီတော့စီထားပါဒါပေမဲ့ဘောနှစ်ခုတော့မထိထားနဲ့ထိထားလိုက်ရင်မတော်တဆပฏิလစ်ပြီးတော့နည်းနည်းလေးတော့ဖိမိရင်အာနာပါနကမ္မထရှုနေရင်ကဓကမထဘိုက်ကိုပြောင်းသွားတတ်တယ်မာကျောနေတဲ့သဘောတွန်းကန်နေတဲ့သဘောတွေဘောကိုစိတ်ကရောက်သွားတတ်တယ်နောက်တစ်ခုကဝင်လေထွက်လေကိုရှုတဲ့အပိုင်းမှာစိတ်နဲ့သာစိုက်ရှုပါမျက်လုံးနဲ့စိုက်ပြီးတော့မကြည့်နဲ့မျက်လုံးနဲ့စိုက်ကြည့်ရင်ဘာဖြစ်တတ်တယ်လို့မေးရင်တော့မျက်စိတစ်ဝိုက်မှာတင်းမာပြီးခဲသွားတတ်တယ်အဲဒီဝင်သွားတဲ့လေကနှာခေါင်းအတွင်းကိုလိုက်မကြည့်နဲ့အပြင်နှာခေါင်းရဲ့ပြင်ဘက်ကိုလည်းလိုက်မကြည့်နဲ့ထွက်သွားတဲ့လေကိုဝင်တဲ့လေထွက်တဲ့လေကိုထိတဲ့နေရာလေးကသာစောင့်ကြည့်ပြီးအဲ့ဒီမှာလေပေါ်မှာစိတ်ကိုညီအောင်ထိန်းရတယ်ထိန်းလိုက်တဲ့အချိန်ခါမှာတချို့ပါရမီရှိနေတဲ့ပုဂ္ဂိုလ်တွေဆိုရင်တစ်ထိုင်နှစ်ထိုင်သုံးထိုင်အတွင်းတော့မှ9မိနစ်10မိနစ်လောက်စိတ်ကိုညီအောင်ထိန်းနေတဲ့သဘောလေးတွေပေါ်လာတတ်ပါတယ်အဲ့ဒီလိုညီနေတဲ့အချိန်ခါလေးမှာအသက်ရှူလိုက်လို့ရှည်တဲ့အတိုင်းအစအဆုံးထောက်လျှောက်သိအောင်ဒိုရင်လည်းဒိုတဲ့အတိုင်းအစအဆုံးထောက်လျှောက်သိအောင်ရှည်တယ်ဆိုတာကအသက်ရှူနှေးတယ်ဆိုတာကအသက်ရှူနှေးရင်ရှည်တယ်လို့ခေါ်တယ်အသက်ရှူမြန်လို့ရှိရင်ဒိုတယ်လို့ခေါ်တယ်နှေးအောင်မြန်အောင်တော့မကြိုးစားပါနဲ့နော်ပုံမှန်ရှူမြတ်အတိုင်းသာရှူနေပါအဲ့ဒီလိုရှူလိုက်တဲ့အချိန်ခါမှာဝင်လေထွက်လေအပေါ်မှာစဝင်တာတွေအဲ့စဝင်တာတွေဆုံးတဲ့အထိဘယ်နေရာမှာစတယ်ဘယ်နေရာမှာဆုံးတယ်လို့မေးတော့အဲ့မိမိရှုနေတဲ့နှာသီးပြားလေးပေါ့နော်နှာသီးပြားလေးမှာစဝင်သွားတာနဲ့ဆုံးတဲ့အထိစထွက်တာဆုံးတဲ့အထိအစဆုံးတောက်လျှောက်သိအောင်လေကိုရှုပြီးအဲ့လေပေါ်မှာစိတ်ကိုညီအောင်ကပ်ပါနော်အဲ့ဒီလိုကပ်တဲ့အပိုင်းမှာနှုတ်ခမ်းအရေပြားတွေကိုစိုက်ပြီးတော့မကြည့်နဲ့နှုတ်ခမ်းအရေပြားတွေစိုက်ကြည့်ရင်ဘာဖြစ်တယ်လဲအရေပြားတွေမှာဓာတ်လေးပါးကအမြဲရှိနေတော့အဲ့ဒီဓာတ်တွေကိုတော့တွေ့တတ်တယ်အဲ့ဒီလိုတွေ့တတ်ရင်ဓကမထံဘက်ကိုစိတ်ကအာယုံကပြောင်းသွားတတ်တယ်အာနာပါနကမ္မထံကနေဓကမထံဘက်ပြောင်းသွားတတ်တဲ့အတွက်ကြောင့်ဓကမထံနဲ့အာနာပါနကမ္မထံရောထွေးသွားတတ်တယ်အဲ့ဒါကြောင့်နှာသီးပြားဆိုရင်နှာသီးပြားလေးမှာပဲအထက်ကနှာခေါင်းပူလေးမှာပဲစိတ်ကိုညီအောင်ကပ်ပြီးဝင်လေထွက်လေကိုရှုပါနော်တမာတိကိုတူတော်မှာအဲ့ဒီဝင်လေထွက်လေအာယုံမှာဘာဝနာစိတ်ကတဏှာကြီး2နာရီစသည်ဖြင့်ညီမစွာကပ်ပြီးတည်လာပြီဆိုလို့ရှိရင်တော့2နာရီ3နာရီအစသည်ဖြင့်ညီမစွာကပ်ပြီးတည်နေအောင်ကြိုးစားပါနော်အဲ့ဒီလိုကြိုးစားလိုက်တဲ့အချိန်ကမှတမာတိကတော်တော်လေးအချိန်ရလာပြီဆိုရင်တော့နမိတ်ဆိုတာပေါ်တတ်ပါတယ်သို့တော့အဲ့ဒီနမိတ်ကိုမျှော်လဲမမျှော်နဲ့ပေါ်လာခဲ့ရင်လည်းတော့မကြည့်နဲ့ဝင်လေထွက်လေကိုသာကြည့်နေပါဦးဘာဖြစ်လို့လဲနမိတ်ကိုစိုက်ရှုရမယ်အချိန်ကမဟုတ်သေးဘူးအဲ့ဒါကြောင့်ဝင်လေထွက်လေကိုပဲကြည့်နေပါဝင်လေထွက်လေကိုပဲစိုက်ပြီးရှုနေပါအဲ့ဒီမှာဝင်လေထွက်လေအာယုံပေါ်မှာသာဘာဝနာစိတ်ကိုညီဝစွာကပ်ပြီးတည်နေအောင်ကြိုးစားပါအဲ့ဒီလိုကြိုးစားလိုက်တဲ့အချိန်ကမှဝင်လေထွက်လေပေါ်မှာ2နာရီ3နာရီစသည်ဖြင့်ဘာဝနာစိတ်ကညီဝစွာကပ်ပြီးတည်လာရင်ဓမ္မတာအလျောက်ဝင်လေထွက်လေကသိမ့်မွေ့သွားတတ်ပါတယ်မသိမ့်မွေ့သေးဘူးဆိုလို့ရှိရင်တော့ဒီဝင်လေထွက်လေကိုသိမ့်မွေ့စီရမယ်လို့
အာယုံထားပြီးတော့ဒိဋ္ဌံပြီးတော့ထိုင်ပြီးကြည့်ပါအဲဒီလိုထိုင်လိုက်တဲ့အခါမှာဝင်လေထွက်လေကသိမ့်မွေ့သွားမယ်အလွန်သိမ့်မွေ့ပြီးနုနုညံ့ညံ့လေးဖြစ်နေတတ်တယ်အဲဒီနုညံ့သိမ့်မွေ့နေတဲ့ဝင်လေထွက်လေမှာလည်းအရှိတူကိုသိအောင်ဆက်ရှုရှည်လည်းအစဆုံးထောက်လျှောက်သိအောင်ဒုလည်းအစဆုံးထောက်လျှောက်သိအောင်ဆက်ရှုပြီးသမာဓိကိုဆက်လက်ထူထောင်ပါအဲဒီလိုဆက်လက်ပြီးထူထောင်လိုက်ရင်ဝင်လေထွက်လေပေါ်မှာဘာဝနာစိတ်ကတနာရီ2နာရီ3နာရီစသည်ဖြင့်ညောစွာကပ်ပြီးတည်လာလိမ့်မယ်အဲဒီလိုတည်လာပြီဆိုလို့ရှိရင်တော့တည်လာတဲ့အချိန်ကမှနမိတ်ဆိုတာများသောအားဖြင့်ပေါ်တတ်ပါတယ်နမိတ်ဆိုတာကအဲဒီဝင်လေထွက်လေရဲ့အယောင်လေးကိုသွားတွေ့တယ်ဝင်လေထွက်လေဆိုတာကဘုန်းကြီးတို့ပရမတ္ထသစ္စာဘက်ကပြောရင်ယုတ်ကလကလေးတွေရဲ့အပေါင်းအစုပဲအဲဒီယုတ်ကလတိုင်းမှာမထွေရဘောဒီဇောဝါယောအစင်းနာရတာဩဇာစသဖြင့်ဘောတရားလေးတွေရှိခုစသည်ဖြင့်ရှိတတ်ပါတယ်နော်အဲဒီသဘောတရားလေးတွေထဲမှာအစင်းဆိုတာလေးပါတယ်အဲဒီယုတ်ကလတွေရဲ့အယောင်အစင်းလေးကိုဆက်စားပြီးတော့တွေ့တတ်ပါတယ်အဲဒီတွေ့လိုက်တဲ့အချိန်ကမှအဲဒီတွေ့လာတဲ့ဒီနမိတ်အမောမှာဘာဝနာစိတ်ကပြောင်းပြီးမရှိပါနဲ့အောင်ရှုလိုက်လို့ရှိရင်မကြခင်ပျောက်ပြတ်သွားတတ်တယ်တမာတိကမခိုင်ခံသေးတဲ့အတွက်အဲဒါကြောင့်နမိတ်ကပေါ်ကြီးနမိတ်ကိုပြောင်းပြီးစိုက်ပြီးမရှိပါနဲ့ရှုရင်ဒီနမိတ်ကပျောက်သွားတယ်ပျောက်သွားရင်နောက်တော့ရှုစရာမရှိဖြစ်ပြီးတော့တမာတိကရှုကြသွားတတ်ပါတယ်အဲဒါကြောင့်ပဂတိဝင်လေထွက်လေအာယုံမှာပဲဘာဝနာစိတ်ကိုညီဝတ်စွာကပ်ပြီးတည်နေအောင်ဆက်ပြီးကြိုးစားပါအဲကြိုးစားလိုက်တဲ့အချိန်ကမှသမာဓိကအားကောင်းလာရင်ဝင်လေထွက်လေနဲ့ဒီနမိတ်နဲ့တသားတည်းဖြစ်သွားတတ်ပါတယ်အဲဒီလိုတသားတည်းဖြစ်သွားရင်ဝင်လေထွက်လေကိုပဲစိုက်ရှုနေပါရှုနေရကနေတဖြည်းဖြည်းဝင်လေထွက်လေနဲ့နမိတ်နဲ့ကတသားတည်းဖြစ်နေတဲ့အတွက်ကြောင့်နမိတ်ပေါ်မှာစိတ်ကကပ်ပြီးသွားတတ်တယ်အဲဒီအခါမျိုးကြမှာနမိတ်မှာစိတ်ကိုညင်အောင်ကပ်ကြည့်ပါကပ်ကြည့်လို့အကပ်ခံပြီဆိုလို့ရှိရင်အဲဒီနမိတ်ပေါ်မှာစိတ်ကိုညင်ဝဆိုကပ်ပြီးဒီနေ့အောင်မဲ့သမာဓိထွေတော်မှာဆက်လက်ပြီးသမာဓိထွေအောင်မှာမောဇမှာဒီနမိတ်ကမိခိုးရောင်လို့မြစ်တတဲ့အဖြူရောင်လေးဖြစ်ပါတယ်အဲဒီမြစ်တတဲ့အဖြူရောင်လေးကိုဩဃဟနမိတ်ပရိကာမနမိတ်လို့ခေါ်ပါတယ်ဒီမြစ်တတဲ့အဖြူရောင်နမိတ်ကလေးပေါ်နမိတ်ကိုစိုက်ရှုလို့သမာဓိကထွေတော်လိုက်လို့တော်လေးသမာဓိကတက်လာပြီဆိုရင်သမာဓိအားကောင်းလာတဲ့နဲ့အမြအဲဒီမိခိုးရောင်နမိတ်ကနေပြီးတော့ဝါခွားဆိုင်နဲ့ဖြူနေတဲ့နမိတ်အသွင်ပြောင်းသွားပါတယ်ဝါခွားဆိုင်နဲ့ဖြူနေတဲ့နမိတ်ကိုတော့ဩဃနမိတ်လို့ခေါ်ပါတယ်အဲဒီဩဃနမိတ်မှာဘာဝနာစိတ်ကညောစွာကပ်ပြီးဒီနေအောင်ဆက်လက်ပြီးသမာဓိကိုထူထောင်လိုက်ရင်သမာဓိအားကောင်းလာပြီဆိုရင်ဒီဖြည်းဖြည်းတောက်ရှုကျတောက်ကြကျေခဲ့တော့ကြည်နေတောက်ပါနေတဲ့နမိတ်အသွင်ပြောင်းသွားတယ်တောက်ကြကျေခဲ့တော့ကြည်နေတောက်ပါနေတဲ့နမိတ်ကိုပရိဘာဂနမိတ်လို့ခေါ်ပါတယ်အဲဒီပရိဘာဂနမိတ်မှာဘာဝနာစိတ်ကညင်ဝစွာကပ်ပြီးဒီအောင်ကြိုးစားလိုက်လို့ရှိရင်သမာဓိအားကောင်းလာပြီဆိုရင်ဒီပရိဘာဂနမိတ်ထဲမှာဘာဝနာစိတ်ကနစ်မြုပ်ပြီးတော့ငြိမ်သွားတတ်ပါတယ်အဲဒီလိုနစ်မြုပ်ပြီးငြိမ်နေတဲ့သမာဓိကိုတော့လေဒီတော်ဘုရားကစိုက်စူးစူးအထူးမြဲမြံရှုအားသာဇာဟုခေါ်တဲ့ဆိုပြီးဒီလိုရှင်းထားပါတယ်နော်အဲဒီလိုနစ်မြုပ်ပြီးငြိမ်ဝစွာကပ်ပြီးဒီနေတဲ့သမာဓိကိုဇန်သမာဓိလို့ခေါ်ပါတယ်နော်အဲဒီဇန်သမာဓိဆိုင်ပြီဆိုလို့ရှိရင်ထူးခြားချက်တစ်ခုကဘေးကအတန်နေဆိုတာဘာမှမကြတော့ဘူးနမိတ်ထဲမှာပဲဘာဝနာစိတ်ကညင်ဝဆိုတာနစ်မြုပ်ပြီးတည်နေပါတယ်အဲဒီသမာဓိကိုခိုင်ခိုင်အောင်လေ့ကျင့်ပါလေ့ကျင့်လိုက်လို့ကျင့်တတ်ပြီဆိုလို့ရှိရင်တော့မိမိဇန်ဆိုင်ဒီမဆိုင်ဒီသိကျင်နေဆိုရင်တော့နှလုံးအိမ်အတွင်းမှာဘဝင်မနောအကြည်ဆိုတာလေးရှိပါတယ်အဲဒီဘဝင်မနောအကြည်ကိုသမ်းပြီးဆိုင်ပြီးရှုလိုက်ရင်အဲဒီဘဝင်မနောအကြည်ဆိုတဲ့မှန်မှဒီနမိတ်ကတော့ထင်နေတတ်ပါတယ်ထင်ပြီဆိုလို့ရှိရင်အဲဒီနှလုံးအိမ်အတွင်းဝေမနောအကြည်ရဲ့မိယာဟရိယဝတ္ထုယုတ်ဆိုတာရှိပါတယ်အဲဒီဟရိယဝတ္ထုယုတ်ကိုမှီတွယ်ပြီးတော့ဒီဝိဇာရပိတိဒုက္ခဧကဂရခေါ်တဲ့ဇာယက၅ပါးကဖြစ်ပေါ်နေပါတယ်အဲဒီဇာယက၅ပါးကိုရှင်းဥစွာတော့တလုံးစီဆင်ញင်ရတယ်ဝိတ္တဆိုတာကကြည်လင်တောက်ပနေတဲ့အာနာပါနပရိပါကနမိတ်ပေါ်သို့စိတ်ကိုရှေ့ရှုတင်ပေးနေတဲ့ဘောဝိဇာရဆိုတာကကြည်လင်တောက်ပနေတဲ့အာနာပါနပရိပါကနမိတ်ကိုသုံးသပ်ဆင်ញင်နေတဲ့သဘောပိဋိဆိုတာကကြည်လင်တောက်ပနေတဲ့အာနာပါနပရိပါကနမိတ်ကိုစိုက်ရှုနေတာကိုစိတ်ထဲမှာကြည်နူးနေတဲ့နှစ်သက်နေတဲ့သဘောဒုက္ခဆိုတာကချမ်းချမ်းသာသာခံစားနေရတဲ့သဘောလေးပဲဧကဂရဆိုတာကကြည်လင်တောက်ပနေတဲ့အာနာပါနပရိပါကနမိတ်အာယုန်တစ်ခုတည်းပေါ်သို့စိတ်ကြရောက်တည်ငြိမ်နေတဲ့သဘောပဲအဲဒီသဘောတရားလေး၅ခုတလုံးစီဆင်ញင်ကြည့်တွေ့တတ်ပါတယ်သို့တော့ဝိသုဒ္ဓိမေတက္ကရာကတော့တတိပိဋကတဲ့အာဓိကမိကအတုသောပုဂ္ဂိုလ်တွေကဇံဝင်စားမှုများပါစေဇံအင်္ဂါဆင်ញင်မှုနည်းပါစေဆိုပြီးဒီလိုတတိပိဋကပါတယ်နော်ဇ
ဘာဖြစ်လို့လဲအင်္ဂါဘုခဏဆင်းရဲနေဖြစ်ဖြစ်ဇာကလျှော့ချသွားတတ်တယ်အဲဒါကြောင့်ဇံကိုပဲခိုင်ကအောင်ဝင်စားနေပါဝင်စားပြီးတော့ဝတိဘော9ဓာတ်နဲ့အောင်လေ့ကျင့်ပါဇံကိုဝင်စားခြင်းနဲ့အချိန်မျိုးဝင်စားလို့ရအောင်ထခြင်းနဲ့အချိန်မျိုးထလို့ရအောင်တဏှာကြီးဒိဋ္ဌာရင်တဏှာကြီးဝင်စားလို့ရအောင်နှစ်နာရီဒိဋ္ဌာရင်နှစ်နာရီဝင်စားလို့ရအောင်သုံးနာရီဒိဋ္ဌာရင်သုံးနာရီဝင်စားလို့ရအောင်ဒီဘာများစွာတက်ကလေ့ကျင့်ရပါလေအဲဒီလိုလေ့ကျင့်တော့ပထမဇန်သမာဓိကိုဝတိဘော9ဓာတ်နဲ့အောင်လေ့ကျင့်နိုင်ပြီဆိုလို့ရှိရင်ဒုတိယဇန်တတိယဇန်သဒ္ဓဇန်စသည်ဖြင့်ဇန်တွေကိုအစဉ်စဉ်ကူးနိုင်ပါတယ်နော်အဲဒီလိုကူးကျင်တဲ့ပုဂ္ဂိုလ်ကတော့ဆရာသမားနဲ့ချင်းကပ်ပြီးသားရေးတာပါနော်ကိုယ်ခန္ဓာကိုရှုရင်တော့နည်းနည်းလေးကြောင်ကြမ်းဖြစ်တတ်ပါတယ်နော်အဲဒီသဒ္ဓဇန်သမာဓိတော့အထည်ဆိုင်သွားပြီဆိုရင်သဒ္ဓဇန်သမာဓိကြောင့်၄အောင်ကြီးတွေကပြောပြတလက်နဲ့တောက်ပါတတ်ပါတယ်အဲဒီ၄အောင်ကြီးတွေပြောပြတလက်နဲ့တောက်ပါနေတဲ့အချိန်ခါမှာမိမိကဝိပဿနာနယ်ကိုသွားကျင်တယ်ဆိုလို့ရှိရင်တော့ဘုန်းကြီးတို့ဒီကမ္မထာပိုင်းမှာကမ္မထာ40ရှိတယ်ဆိုတာတော့မှန်တယ်ဝိပဿနာပိုင်းရောက်လာရင်ယုတ်ကမ္မထာနာကမ္မထာဆိုပြီးတော့ကမ္မထာက2မျိုးပဲရှိပါတယ်အဲဒီ2မျိုးနဲ့ကတတ္တပကဝါရူပကမ္မထာနာကထင်တော့သင်္ခေပမနတိကာရဝတ္တနာဝါဝိဓာရမနတိကာရဝတ္တနာဝါသရိတော်တုဘောဝဋ္ဌာနာကထင်သည်ဆိုစဒီလိုမဟာရိဝါဒသုတ်တံအတ္တရာများကဖွင့်ဆောင်ထားပါတယ်ယုတ်ကမ္မထာရှုခွင့်နဲ့ပတ်သက်လာရင်မြတ်စွာဘုရားကဓကမ္မထာအကျဉ်းကြီးဓကမ္မထာအကျဉ်းကြီးဆိုပြီးဒီနှစ်နည်းကိုတော့ဟောတော်မူမြတ်ဓမ္မထာဖြစ်ပါတယ်အဲဒါကြောင့်မိမိတို့ကဆရာမနဲ့ချင်းကပ်ပြီးဒီဓကမ္မထာကိုစနစ်တကျရှုပါပထဝီဓာတ်အာဘောဓာတ်ဒေဇောဓာတ်ဝါယောဓာတ်ဆိုပြီးဓာတ်ကြီး၄ပါးရှိပါတယ်အဲဒီဓာတ်ကြီး၄ပါးကိုအကျဉ်းရှုခွင့်နဲ့ပတ်သက်လို့မဟာသီကရဏသုတ်တော်မှာမြတ်စွာဘုရားကဟောထားတယ်ဒါကြောင့်အကျဉ်းရှုနည်းကိုရှုခြင်းနဲ့ဆိုလို့ရှိရင်ပထဝီဓာတ်အာဘောဓာတ်ဒေဇောဓာတ်ဝါယောဓာတ်ခေါ်တဲ့ဓာတ်ကြီး၄ပါးကိုပထမသိအောင်ကြိုးစားရတယ်ရှုဆိုခြေဆုံးကောင်းဆုံးသိအောင်ကြိုးစားရမယ်ဥပမာပထဝီဓာတ်ဆိုတာကမာကျန်းလေးပြောချောဖို့သဘောတရား6ခုရှိကြောင်းဒီမင်းငရီပါဠိတော်မှာဟောကြားထားပါလားအာဘောဓာတ်ကယိုစီးဖွဲ့စည်းဆိုပြီးသဘောတရား2ခုရှိတယ်ဒေဇောဓာတ်ကပူအေးဆိုပြီးသဘောတရား2ခုရှိကြောင်းဝါယောဓာတ်ကထောက်ခံတွန်းခံဆိုပြီးတော့သဘောတရား2ခုရှိကြောင်းဒီပါဠိတော်မှာလာရှိပါတယ်နော်အဲ့ဒါကြောင့်အဲ့မာကျန်းလေးပြောချောဖို့ယိုစီးဖွဲ့စည်းပူအေး6တွန်းဆိုတဲ့ဒီသဘောတရား12ခုဓာတ်၄ပါးကိုခြေဆုံးကောင်းဆုံးတစ်လုံးစီမြင်အောင်ပထမသိကျင်ရပါတယ်အာနာပါနကမ္မထာမြင်ထိုင်နေထိုင်နေဓာတ်ကိုမရှုခင်မှာသရရဇာသမာဓိဆိုင်အောင်အမြဲတမ်းသမာဓိကိုထူထောင်ပြီးတဲ့အခါကျမှဓာတ်ကမ္မထာကိုပြောင်းရှုရင်တော်တော်ကိုယ်ကိုယ်နဲ့တွေ့တတ်ပါတယ်မာမှုထင်ရှားတဲ့တရားကစပြီးမာတဲ့သဘောတစ်ခုလုံးမြင်အောင်ကြည့်ပါဘုန်းကြီးတို့ဥပမာဇက်နဲ့ကြမ်းနဲ့ထိထားတယ်မာနေတယ်အဲ့ဒီထိထားတဲ့ထိမှုထင်ရှားတဲ့တရားကနေစပြီးစိုက်ရှုလိုက်ရင်မာတဲ့သဘောကိုတစ်ခုလုံးမြင်အောင်ဆက်ပြီးရှုမှာသောတစ်ခုထိထားတယ်မာနေတယ်အဲ့ဒီမာမှုထင်ရှားတဲ့တရားကစပြီးမာတဲ့သဘောတစ်ခုလုံးမြင်အောင်ရှုပါကျမ်းတယ်ဆိုတာကလက်သက်ထိကလေးကိုအသားလေးလက်ကလေးတစ်ခုနဲ့ပုတ်ကြည့်ပါပုတ်ကြည့်လိုက်ရင်ကျမ်းနေတဲ့သဘောတွေ့တယ်အဲ့ဒီလိုကျမ်းမှုထင်ရှားတဲ့တရားကစပြီးကျမ်းတဲ့သဘောတစ်ခုလုံးမြင်အောင်ရှုပါလေးဒီခန္ဓာကိုပေါ်မှာလက်ကလေးနဲ့အသားလေးဖိကြည့်ပါလေးနေတယ်နော်လေးမှုထင်ရှားတဲ့တရားကစပြီးလေးတဲ့သဘောတစ်ခုလုံးမြင်အောင်ရှုပါပြော့လဲဆိုတော့အတွင်းနှုတ်ခန္ဓာလေးရှာလေးနဲ့ထိထားကြည့်ပြော့တယ်အဲ့ဒီလိုပြော့မှုထင်ရှားတဲ့တရားကစပြီးပြော့တဲ့သဘောတစ်ခုလုံးမြင်အောင်ရှုပါတစ်ခုလုံးမုံကျော်တဲ့လိုပေါ့လေပြော့ဤသဘောရှုပြော့တဲ့နေရာမှာရှာလေးတွေဆုပ်ပြီးအသားလေးပုတ်ကြည့်အတွင်းနှုတ်ခန္ဓာလေးကိုချောနေတယ်နော်အဲဒီပြော့မှုထင်ရှားတဲ့နေရာမှာချောတဲ့သဘောဆက်ရှုချောတဲ့သဘောလည်းတစ်ခုလုံးအဲဒီနှခမ်းတစ်ခုတည်းမရှိဘဲတစ်ခုလုံးမြင်အောင်ရှုပါပြော့ချောပေါ့တဲ့သဘောကလေးတဲ့သဘောကိုစိုက်ပြီးတော့လက်ညှိုးလေးတစ်ချောင်းအသာလေးမှကြည့်ပေါ့အဲဒီပြော့မှုထင်ရှားတဲ့လေးမျိုးသဘောရှုပြီးရင်ပေါ့တဲ့သဘောဆက်ရှုကြည့်ပေါ့မှုထင်ရှားတဲ့တရားကဆိုပြီးတစ်ခုလုံးကိုပေါ့မှုထင်ရှားအောင်ဆက်ရှုပါပူမှုထင်ရှားလက်တစ်ခုထပ်ထိုင်ရင်ပူနေတယ်ပူမှုထင်ရှားတဲ့တရားကဆိုပြီးပူတဲ့သဘောတစ်ခုလုံးမြင်အောင်ရှုပါဝင်လေနှာသီးကားလေးမှာစိုက်ကြည့်အေးနေတယ်နော်အေးမှုထင်ရှားတဲ့တရားကစပြီးအေးတဲ့သဘောတစ်ခုလုံးမြင်အောင်ရှုပါ
ပူတဲ့သဘောအေးတဲ့သဘောကဒီဇောဓာတ်ခန္ဓာကိုယ်ကိုထိုင်တဲ့အတိုင်းမလဲအောင်ထိန်းထားတဲ့သဘောလေးကိုထောက်တယ်လို့ခေါ်ပါတယ်နော်အဲဒီလိုထောက်ကံမှုထင်ရှားတဲ့ဒီနေရာကစပြီးထောက်နေတဲ့သဘောဒီကုလုံးမြင်အောင်ရှိပါတွန်းကန်တယ်ဆိုတဲ့ဥစ္စာကအသက်ရှူသွင်းလိုက်လို့ရှိရင်ဝင်လေကိုနှာပြီးပြကနေပြီးတော့ဟိုကအထဲခေါင်းအတွင်းအထိလိုက်ကြည့်ပါခေါင်းအလဲခေါင်းတော့အထိလိုက်ပြီးကြည့်လိုက်လို့ရှိရင်အသက်ရှူသွင်းလိုက်ရင်တွန်းသွားတဲ့သဘောအဲဒီတွန်းကန်မှုထင်ရှားတဲ့ဒီနေရာကစပြီးတွန်းနေတဲ့သဘောဒီကုလုံးမြင်အောင်ရှိပါတွန်းတဲ့သဘောထောက်တဲ့သဘောဒီနှစ်ခုကဝါယောဓာတ်ဖြစ်ပါလေအဲဒီမာကျန်းလေးပြောင်းချုံဖို့ပူအေးထောက်တွန်းဆိုတဲ့ဒီသဘောတရား10ခုကိုကျင်းပါများစွာထက်ကရှုနေရင်ဖွဲ့စည်းတဲ့သဘောတစ်ခုဒီဘလုံးကိုတင့်ကြနေအောင်ဖွဲ့စည်းထားတဲ့သဘောတစ်ခုပေါ်လာမယ်အဲဒီဖွဲ့စည်းမှုသဘောထင်ရှားတဲ့ဒီနေရာကစပြီးဒီဘလုံးဖွဲ့စည်းနေတာကိုမြင်အောင်ကြည့်ပါရပြီဆိုပြီးတော့သွားအရင်ရှားရင်တို့လို့အဲ့ဒီလိုတဏှာကနေပြီးတော့ရိုးစည်းမှုထင်ရှားတဲ့တဏှာကစပြီးစီးဆင်းနေတဲ့သဘောတွေကိုမြင်အောင်ကြည့်ပါ။ဘာတွေစီးဆင်းနေလဲဆိုဒီကုလုံးမှာသွေးတွေကလက်ပတ်နေတော့ဒါသွေးတွေကအမြဲစီးနေတာပဲနော်။အဲ့ဒီစီးဆင်းမှုရိုးစည်းမှုထင်ရှားတဲ့တဏှာကစပြီးရိုးစည်းတဲ့သဘောဒီကုလုံးမြင်အောင်ကြည့်ပါ။ပေါင်းလိုက်တော့ဓာတ်သဘောတရား12ခုဖြစ်သွားပြီ။မာကျန်းလေးပြောချောဖို့ရိုးစည်းဖွဲ့စည်းပူအေးထောက်ပေါင်းလိုက်တော့သဘောတရား12ခုအဲ့ဒီ12ခုကိုခြေဆုံးကောင်းဆုံးမြင်အောင်တွက်အောင်ရှုပါဘယ်လောက်ထိတွက်ရမလဲလို့မေးရင်1မိနစ်အတွင်းမှာ12ခုလုံးကို2ခေါက်3ခေါက်တော့မြင်အောင်ဆက်ပြီးရှုပါအကယ်၍မရှင်းဖြစ်နေကြရင်တော့အာနာပါနဖြင့်သရုပ်ဒဇံသမာဓိဆိုင်အောင်ပြန်ထူထောင်ပါထူထောင်ပြီးမှဆက်ရှုလိုက်လို့ရှိရင်ဒီသဘောတရားတွေကိုရှင်းရှင်းလင်းလင်းမိမိမြင်နိုင်ပါတယ်နော်အဲဒီလိုမြင်နိုင်တဲ့အချိန်ကကြတော့မှမာကျန်းလေးပြောချောပေါ်ရိုးစည်းပွဲစီပူဝိတောက်တုံးဆိုတဲ့ဒီသဘောတရား12ခုကိုတွက်အောင်ဆက်ရှုတွက်တာဘယ်လောက်ထိတွက်ရမလဲလို့မေးရင်တော့ဉာဏ်နုလိုညာထဲမှာထင်လာအောင်ရှုရအဲဒီလိုထင်လာပြီးတော်တော်လေးတွက်လာပြီးဆိုတဲ့အခါကျတော့မှမိမိထိုင်နေတဲ့အခါမှာခေါင်းလောက်ကနေခြုံပြီးတော့ဒီဘလုံးအတွင်းဘက်ကိုခန္ဓာကိုယ်ရဲ့အတွင်းဘက်ကိုစိုက်ပြီးတော့မာကျန်းလေးပြောချောပေါ်ရိုးစည်းပွဲစီပူရထောက်တုံးဆိုတဲ့ဒီသဘောတရား12ခုကိုရှုပါရှုလိုက်လို့ရှိရင်တဖြည်းဖြည်းနဲ့ဓာတ်လေးပါအစုအပုံကြီးအဖြစ်နဲ့မြင်လာလိမ့်မယ်အဲဒီလိုမြင်လာတဲ့အချိန်ခါမှာမာကျန်းလေးပြောချောပေါ်ကိုကြည့်ပြီးပထဝီဓာတ်ရိုးစည်းဖွဲ့စည်းကိုကြည့်ပြီးတော့အာဘောဓာတ်ပူရကိုကြည့်ပြီးဒေဇောဓာတ်ထောက်တွန်းကိုကြည့်ပြီးဝါယောဓာတ်ဆိုပြီး၄ချက်ပြောင်းရှုပါပထဝီဓာတ်အာဘောဓာတ်ဒေဇောဓာတ်ဝါယောဓာတ်ဆိုပြီးဒီ၄ချက်ပြောင်းရှုပြီးသမာဓိထူထောင်လိုက်တယ်သမာဓိအားကောင်းလာပြီဆိုသည်နဲ့ဒီတိုင်းနဲ့ဒီခန္ဓာကိုယ်ကြီးကိုမတွေ့တော့ပဲခန္ဓာကြီးကိုယ်ကြီးကိုဒီကရုံဖန်တုံးမှန်တုံးလို့ကြည်လင်နေတဲ့အကြည်ဓာတ်အတုံးကကြီးအဖြစ်သွားတွေ့တတ်ပါတယ်ဘာတွေကြည်နေတယ်လို့မေးရင်တော့မြတ်စွာဘုရားကယုံလောကမှာသက္ကုပ္ပတာဒမျက်စိအကြည်သောတာပတ္တာဒနာအကြည်ကာဏပတ္တာဒနာအကြည်ဇေဝပတ္တာဒလျှာအကြည်ကာယပတ္တာဒကိုယ်အကြည်ဆိုပြီးအကြည်ယုံ၅ခုဟောတယ်အဲအကြည်ယုံ၅ခုထဲမှာကာယပတ္တာဒဆိုတာကသွားထိမယ်ဆိုရင်သိနိုင်တဲ့ကာယဝိညာဉ်စိတ်ကမိဖြစ်เสียဖြစ်တဲ့ရုပ်ကလေးကိုကာယအကြည်ဓာတ်လို့ခေါ်တယ်အဲ့ဒီကာယအကြည်ဓာတ်ကဒီလိုလုံးဘယ်မှာထိတာကိုသိနိုင်တဲ့နေရာတိုင်းမှာရှိပါတယ်ဒီလိုလုံးမှာဒီကာယအကြည်ဓာတ်တွေကအပြည့်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီကာယအကြည်ဓာတ်တွေကိုခဏခေါ်တဲ့ရုပ်တုံးရုပ်ခဲတွေကိုညာနဲ့မဖြိုခွဲနိုင်ပြီးအတုံးလိုက်ခဲလိုက်ကြီးသွားတွေ့ခြင်းဖြစ်ပါတယ်နော်အဲ့ဒီအကြည်ဓာတ်အတုံးခဲမှာတည်ရှိနေတဲ့ပထဝီဓာတ်အာဘောဓာတ်ဒေဇောဓာတ်ဝါယောဓာတ်ဆိုတဲ့ဓာတ်လေးပါးကိုပဲမြင်အောင်ဆက်ပြီးရှုပါရှုလိုက်လို့အောင်မြင်လာပြီဆိုလို့ရှိရင်တော့အဲ့ဒီဓာတ်လေးပါးအယုံမှာဘာဝနာစိတ်ကိုညှောစွာကပ်ပြီးတော့သမာဓိကိုသာဆက်လက်ထူထောင်ပါထူထောင်လိုက်လို့ရှိရင်သမာဓိအားကောင်းလာလို့ရှိရင်အဲ့ဒီအတုံးခကြီးကပြုတ်ကွက်ပြီးကလအမှုန်လေးတွေအဖြစ်နဲ့တွေ့တတ်ပါတယ်အကယ်၍မတွေ့ဘူးဆိုလို့ရှိရင်ဘာလုပ်မလဲဆိုရင်တော့အဲ့ဒီအကြည်ဓာတ်အတုံးခထဲမှာအာဂါသဓာတ်ကလေးရှိတယ်လို့အာယုံယူပြီးအလင်းအောင်နဲ့ထိုးတာဆက်ရှုပါဆက်ရှုလာလို့ရှိရင်အာဂါသဆိုတာကယောဂလတုရဲ့နေကြားဒေတာလေးဖြစ်ပါတယ်အဲဒီပရိစေဒရူပလို့လည်းခေါ်ပါတယ်ကလာပန္တရပရိစေဒရူပယောဂလတစ်ခုနဲ့ယောဂလတစ်ခုရောရှက်မှုမရှိအောင်ပိုင်းခြားပေးနေတဲ့နေကြားဒေတာလေးပဲဘုန်းကြီးတို့ကလက်ကိုယ်ကိုနည်းနည်းလေးစိုက်ပြီးကြည့်လိုက်ပါလက်မှာတစ်ဖက်ထဲလို့ထင်ရပေမဲ့ဒီချာစိုက်ကြည့်ရင်မွေးညင်းပေါက်ကလေးတွေမတွေ့ဘူးလားတွေ့နေအဲ့ဒီလိုမွေးညင်းပေါက်လို့အကြားအပေါက်ကလေးတွေဒီအကြည့်ပြင်မှာရှိတယ်ဆိုတာစိုက်ပြီးရှုလိုက်ရင်ကလအကြားပေါက်ကလေးကိုတွေ့တာနဲ့ဒီဘက်နဲ့ကလကလေးတွေစသွားပြီးတွေ့ပါတယ်
တွေ့ပြီဆိုရင်အဲဒီကလတ်တစ်ခုမှာပထဝီဓာတ်အာဘောဓာတ်ဒီဇောဓာတ်ဝါယောဓာတ်ခေါ်တဲ့ဓာတ်လေးပါးကိုမြင်အောင်ဆက်ရှုပါအဲဒီပထဝီဓာတ်မှာအဲဒီကလတ်တိုင်းမှာပထဝီဓာတ်လေးပါးကိုမြင်ပြီဆိုလို့ရှိရင်အဲဒီကလတ်တိုင်းမှာအဆင်းလေးတွေရှိတယ်အနက်ရှိတယ်အရသာရှိတယ်အစင်းနာရတာဩဇာစီအစစ်အနှစ်ကလေးတွေရှိတယ်အဲ့ဒါကိုမြင်အောင်ဆက်ပြီးရှုရပါတယ်အဲ့ဒီလိုရှုလိုက်ပြီးတော့မျက်စိနာနာလျာကိုနှလုံးခေါ်တဲ့ဓာရ6ပါးမှာရုပ်တွေကိုကောင်းအောင်ဆက်ရှုရတယ်မျက်စိမှာ63မျိုးယုတ်ကလအမျိုးအစားအနေနဲ့9မျိုးသက္ကုဓာတကကလကာယဓာတကကလဘာဝဓာတကကလစိရိဇာအထကလဥရဇာအထကလအာရဇာအထကလဆိုပြီးဇီဝိတနံကကလပေါင်းလိုက်မယ်ဆိုရင်တော့ယုတ်ကလအမျိုးအစား9ခုယုတ်အမျိုးအစား63မျိုးရှိနားမှာလည်း63မျိုးနှာခေါင်းမှာလည်း63မျိုးရှားမှာလည်း63မျိုးကိုယ်မှာလည်း63မျိုးနှလုံးမှာလည်း63မျိုးအဲဒီဓာရ6ပါးမျက်စိနာနာလျာကိုနှလုံးဆိုတဲ့ဓာရ6ပါးမှာလှည့်လည်ပြီးရှုပါရုပ်တယ်ရှုလို့အောင်မြင်မှုရပြီဆိုတော့မှသာမင်မွေးကြီးခြေသက်လည်းတဲ့အစရှိတဲ့42ခုထပ်သားဒီမှာလည်းရုပ်တွေကိုမြင်အောင်ဆက်ရှုရပါတယ်အဲဒီရုပ်တရားတွေကိုရှုပွားသုံးသပ်တဲ့လုပ်ငန်းရအောင်မြင်ပြီးတဲ့အချိန်ကကြမှာနာဂမထံကိုပြောင်းရှုပါဆိုပြီးတော့ဝိသုရိဘအထက်ကရာကညွှန်ကြားထားပါတယ်ရုပ်ကိုမသိသေးဘဲနဲ့နံတရားကိုပြောင်းရှုရင်နံတရားတွေကိုရှင်းရှင်းလင်းလင်းမတွေ့ဖြစ်တတ်ပါတယ်နော်အဲဒါကြောင့်မျက်စိကြမိတ်ဖျားတစ်ပြက်အတွင်းမှာအကျဉ်းကလေးတစ်သိမ့်မကဖြစ်ပြီးပြက်နေတဲ့ဒီနံတရားတွေကိုဘယ်လိုရှုမလဲဆိုပြီးခေတ်ကတော့ပြောတယ်ရှုပုံနည်းစနစ်ကိုမြတ်စွာဘုရားကနံပါတ်1သမာဓိထူထောင်ပါနံပါတ်2ယုတ်တရားကိုအရင်စပြီးရှုပါယုတ်တရားကိုအောင်မြင်မြင်ရှုပြီးတဲ့အချိန်ကကြာတော့မှနာဂမထံကိုပြောင်းရှုပါဆိုပြီးဒီလိုစိကံသမ္မချက်ကလေးတွေပြထားပါတယ်နော်အဲ့ဒီသမ္မချက်ကလေးတွေကိုယုတ်သေးစွာလိုက်နာပြီးရှုမယ်ဆိုရင်ဘုရားဟောတဲ့ယုတ်တရားနံတရားတွေကိုလည်းသိနိုင်ပါတယ်နော်အဲဒီယုတ်တရားနံတရားတွေကဒုက္ခသစ္စာဖြစ်တော့ဒီဒုက္ခသစ္စာကိုသိပြီးရင်လုံလောက်မလားဆိုတော့မလုံလောက်သေးဘူးဝိပဿနာကူးလို့ရပါလားဆိုမှမရသေးဘူးဘာလို့မလဲဒီယုတ်တရားနံတရားတွေဘာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းတရားကိုသိအောင်ရှာဖွေရအဲဒီလိုရှာဖွေတဲ့အပိုင်းမှာကိုလက်ရှိပြစ္ဆုတ်ပံယုတ်တရားနံတရားကနေပြီးတော့အတိတ်ဘက်ကိုတာဆူပြီးတော့ဒီဖြည်းဖြည်းယုတ်ဒီနံတွေကိုသိသိသွားတယ်မနေ့ကယုံနာမနေ့ကယုံနာတနေ့ကယုံနာစသည်ဖြည်းဖြည်းအတိတ်ဘက်တာဆူပြီးယုတ်ဒီနံတွေကိုသိသိသွားလိုက်ရင်ဒီဖြည်းဖြည်းအမိဝမ်းတွင်ကလလရေကြီးစိုက်သည့်အထိယုတ်ဒီနံတွေကိုသိသိရသိသိလိုက်တဲ့အချိန်ကမှကလလရေကြီးခိုင်းမှတည်ရှိတဲ့ယုတ်ဒီနံတွေကိုရှုပြီးအောင်မြင်ပြီဆိုတော့မှထိုပုဂ္ဂိုလ်ကဒီယုတ်ဒီနံတွေပဲကဘာကြောင့်ဖြစ်တယ်ဆိုတော့သိကျင်တဲ့စိတ်ဖြင့်အတိတ်ဘက်ကိုတာဆူပြီးတော့ယုတ်ဒီနံတွေကိုဆက်လက်သိသိလိုက်ရင်အတိတ်မရဏနာသုတိဂာနိကာလမှာမရဏနာဇောဆိုတာရှိပါတယ်နောက်ဆုံးဖြစ်သွားတဲ့ဇောဝိတိစိတ်အစဉ်ပဲအဲဒီဇောဝိတိစိတ်အစဉ်မှာကုသိုလ်ဇောစောခဲ့ရင်တော့ကောင်းရဒုက္ခတိကျင့်ပြီးအင်္ဂါရောက်တယ်အကုသိုလ်ဇောစောခဲ့ရင်တော့အပင်လေးပုံတစ်ပုံပုံကျင့်ပြီးအင်္ဂါရောက်ပါတယ်အဲဒီမရဏနာဇောမှာဘယ်လိုကုသိုလ်ဇောတွေဇောတယ်ဘယ်လိုအကုသိုလ်ဇောတွေဇောတယ်ဆိုတာကိုမြင်အောင်တော့ပြီးဆက်ပြီးသိချရှုပါပါတယ်အဲဒီလိုရှုလိုက်တဲ့အချိန်ကကြတော့မှအဲဒီမနတနာဇောအခိုင်မှာတွေ့နေတဲ့ဇောဝိတိစိတ်ကြီးကကုသိုလ်ဇောဖြစ်ကြရင်ဘယ်လိုကုသိုလ်ဇောဖြစ်တယ်ဆိုတာကိုသိချဆက်လက်ပြီးရှုရပါတယ်အဲဒီလိုရှုလိုက်တဲ့အချိန်ကမှဒီကုသိုလ်ဇောဝိတိစိတ်အစဉ်နေကြောင့်ဒီဘက်ဘဝမှာပရိသန္တိကလရေကြီးခိုင်မှာယုတ်ဒီနံနေဖြစ်တယ်မဖြစ်ဘူးဆိုတာသိချမြင်အောင်စိုက်ပြီးရှုရတယ်ဟိုဘက်ကအဝိဇ္ဇာတဏှာဥပါဒဘာစုတွေတောင်းတဲ့ဒီကောင်းမှုကုသိုလ်တွေကိုပြုတဲ့အခါမှာဘာစုတောင်းတဲ့ဘယ်လိုအဝိဇ္ဇာတဏှာဥပါဒနဲ့ခြံရံထားတဲ့ဘယ်လိုသင်္ခါရကံတွေဖြစ်နေလဲဆိုတာကိုသိချမြင်အောင်စိုက်ရှုရတယ်ရှုပြီးတဲ့အခါကျတော့မှအဲ့ဒီသင်္ခါရတရားတွေကသူတို့လည်းအနိစ္စတရားပဲအနိစ္စတရားတွေလည်းဖြစ်ပြီးပြတ်သွားတယ်ပြတ်သွားပြီမဲ့လည်းနောက်တစ်ချိန်မှာသူမျောနဲ့တောင်းတနေတဲ့အမျိုးသားဘဝသို့မဟုတ်အမျိုးသမီးဘဝဆိုတဲ့ယုတ်ဒီနံတွေကိုဖြစ်စေနိုင်တဲ့စွမ်းအင်ကမ္မတ္တိကိုယုံနာအစဉ်မှာမြုပ်နှံပြီးမှသာချုပ်ပြတ်သွားပါတယ်အဲဒီစွမ်းအင်ကမ္မတ္တိလေးကိုတော့ကံလို့ခေါ်ပါတယ်နော်ဥပမာအမျိုးသားဖြစ်ခြင်းနဲ့ဆိုတဲ့စိတ်ဓာတ်ပြီးကံထူထောင်ခဲ့တယ်ဆိုကြပါစို့အမျိုးသားလို့အတိမတ်နေတဲ့သဘောကဝိဇ္ဇာအမျိုးသားဘဝကိုလှမ်းတွေ့တတ်မဲ့တဲ့သဘောကတဏှာစိတ်ကပြီးဆွဲနေတဲ့သဘောကဥပါဒာဒီအဝိဇ္ဇာတဏှာဥပါဒာသုံးခုခြံရံပြီးတော့စွမ်းလူခြင်းပငန်းလူခြင်းပန်းလူခြင်းစမိလူရခြင်းအစရှိတဲ့ကောင်းမှုကုသိုလ်တွေပြုစုပြုထောင်နေဆိုကြစို့အဲဒီကောင်းမှုကုသိုလ်တွေကစိတ်စိတ်လေးဘယ်လိုလုပ်ရှိတဲ့သေချာရည်တွက်ကြည့်ရ
အဲ့ဒီစိတ်စေတသိက်တွေကလည်းအသေးစားတရားဖြစ်ပြီးပြတ်သွားတယ်ပြတ်သွားရင်နောက်တစ်ချိန်သူမျောနေတောင်းတနေတဲ့အမျိုးသားဘဝကိုဖြစ်စေနိုင်တဲ့စွမ်းအင်ကမ္မတတ္တိကိုယုံနာအစင်မှာညှို့နှံပြီးမှချုပ်ပြတ်သွားတယ်အဲ့ဒီကမ္မတတ္တိလေးကိုမြင်အောင်ကြည့်ရတယ်ကြည့်ပြီးတဲ့အခါကျတော့ဒီကမ္မတတ္တိလေးကြောင့်ဒီပရိသန္တိကရလရေကြီးခိုက်မှာယုံတရားတွေနဲ့တရားတွေဖြစ်မဖြစ်ကိုသိကြစိုက်ပြီးရှုရတယ်ရှုလိုက်တဲ့အချိန်ကမှဖြစ်ပြီးဆိုတာတွေ့တဲ့အချိန်ကကျတော့မှအဝိဇ္ဇာဖြစ်ခြင်းကြောင့်ပရိသန္တိကမ္မဇယုတ်ဖြစ်အဝိဇ္ဇာကအကြောင်းတရားပရိသန္တိကမ္မဇယုတ်ကအကျိုးတရားတဏှာဖြစ်ခြင်းကြောင့်ပရိသန္တိကမ္မဇယုတ်ဖြစ်တဏှာကအကြောင်းတရားပရိသန္တိကမ္မဇယုတ်ကအကျိုးတရားဥပါဒံဖြစ်ခြင်းကြောင့်ပရိသန္တိကမ္မဇယုတ်ဖြစ်ဥပါဒံကအကြောင်းတရားပရိသန္တိကမ္မဇယုတ်ကအကျိုးတရားသင်္ခါရဖြစ်ခြင်းကြောင့်ပရိသန္တိကမ္မဇယုတ်ဖြစ်သင်္ခါရကအကြောင်းတရားပရိသန္တိကမ္မဇယုတ်ကအကျိုးတရားစသည်ဖြင့်ဒီလိုအကြောင်းတရားအကျိုးတရားလေးတွေကိုသိသိရပါတယ်အဲ့ဒီကကြတဲ့မှာကြောင်းကျိုးဆက်ကြမှုပြိဿသမုပ္ပါသဘောတရားကိုစသိပါတယ်အဲ့ဒါပရိသန္တိအခိုက်မှာခန္ဓာ၅ပါးရှိတော့အဲ့ဒီခန္ဓာ၅ပါးမှာအကြောင်းတရားအကျိုးတရားတွေသိသိပြီးတဲ့အချိန်ခါမှာလက်ရှိပြစ္ဆုတ်မှာပေါ်မှာသက္ကုတ္တရဝိထိအစရှိတဲ့ဝိထိစိတ်တွေရဲ့စိတ်ခဏတိုင်းမှာလည်းခန္ဓာ၅ပါးရှိတော့အဲ့ဒီခန္ဓာ၅ပါးတွေမှာလည်းအကြောင်းတရားအကျိုးတရားတွေကိုဆက်လက်ပြီးသိသိရပါတယ်အဲ့ဒီလိုအကြောင်းတရားအကျိုးတရားတွေသိသိပြီးတဲ့အခါကျတော့မှသမုဒိယသစ္စာကြောင့်ဒုက္ခသစ္စာဖြစ်ဖို့ကိုဟုတ်တဲ့မှန်စွာသိပြီးအဲ့ဒီလိုသိတဲ့အခါကျတော့မှယောဂီပုဂ္ဂိုလ်ကဒီဒုက္ခသစ္စာသမုဒိယသစ္စာကိုလည်းသင်္ခါရတရားတွေရဲ့ဖြစ်ပြီးပြတ်တာကိုကြည့်ပြီးအနိစ္စဖြစ်ခြင်းပြည့်ခြင်းဖြင့်အနိစ္စခံရတဲ့သဘောကိုကြည့်ပြီးဒုက္ခမပျက်စီးပဲအခြေခဲအခိုင်မှာနှစ်သာရအဖြစ်ဒီရဲ့အတ္တမရှိတဲ့သဘောကိုဉာဏ်နဲ့မြင်အောင်ကြည့်ပြီးအနတ္တလို့ရှုရတယ်အဲ့ဒီလိုအနိစ္စဒုက္ခအနတ္တလက္ခဏာကြီးသုံးတန်တင်ပြီးရှုနိုင်ပြီဆိုရင်တော့ဒါဝိပဿနာနယ်စတင်ပြီးရောက်ပြီအဲ့ဒီဝိပဿနာဉာဏ်ကြီးကိုရင့်ကျက်အောင်ကြိုးစားလိုက်တဲ့အချိန်ကမှနောက်တစ်ချိန်ဝိပဿနာဉာဏ်ကြီးကရင့်ကျက်လာတဲ့အခါရင့်ကျက်လာတဲ့ဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာမတရားအမြဲနိဗ္ဗာန်လို့ခေါ်ဆိုအပ်တဲ့အသင်္ကရတဲ့အငြိမ့်တဲ့နိဗ္ဗာန်ကိုထွန်းဖောက်သိမြင်နေတဲ့အရိယာမဉ္ဇဉ်ဘုံဉာဏ်တွေပေါ်လာတတ်ပါတယ်နော်အဲ့ဒီအချိန်ကကြတော့မှသစ္စာလေးရတရားများကိုဟုတ်တိုင်းမှန်စွာကိုယ်တိုင်မျက်မှောက်ထွန်းဖောက်သိမြင်မှဖြစ်ပါတယ်နော်အဲ့ဒီလိုသိမြင်နိုင်ရဲ့အတွက်ဝိပဿနာကျောင်းထဲမှာဝင်ပြီးထိုင်ရင်ချက်ချင်းမဖြစ်နိုင်ဘူးဆိုတာကိုတော့ယောဂီပုဂ္ဂိုလ်တွေကသဘောပေါက်ဖို့လိုပါတယ်နော်ကျောင်းထဲကိုဝင်ပြီးကမ္မထံကျောင်းထဲဝင်ထိုင်လိုက်တာနဲ့ချက်ချင်းဝိပဿနာဖြစ်တယ်ဝိပဿနာရှုနေဆိုတာကတော့မဖြစ်နိုင်တဲ့သဘောပါနော်ဒုက္ခသစ္စာတရားသမုဒယသစ္စာတရားတွေကိုတလုံးမှမသိသေးပဲနဲ့ဝိပဿနာဆိုတာကမဖြစ်နိုင်တဲ့သဘောရှိပါတယ်နော်အဲဒီသဘောလေးတွေကိုနည်းနည်းလေးတရားအထုတ်ခြင်းတဲ့ပုဂ္ဂိုလ်နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေသိချာသိရှိထားဖို့လိုအပ်ပါတယ်နော်ကဲဒီနေ့ဒီလောက်နဲ့တော့ကြစို့နော်